ဒါဟာကမ္ဘာအရှိဆုံး UFO ပုံစံဖန်သားတရားပဲဖြစ်ပါတယ်တရုတ်နိုင်ငံဟာသူတို့ရဲ့မယုံကြည်နိုင်စရာအင်ဂျင်နီယာတက်ပညာတွေနဲ့ဒီနယ်ပယ်မှာထိတ်ဆုံးကနေဦးဆောင်နေပါတယ်တရုတ်နိုင်ငံကဟေးဂျာကူ UFO ဖန်သားလူကူတရားနဲ့နယ်ပယ်တစ်တွေကိုချဲ့ထွင်နေတာပါတကယ်ကိုတိမ်တွေပေါ်မှာလမ်းလျှောက်နေရတယ်လို့ပါပဲဒီတရားဟာ1.8 မိုင်ရှည်လျားပြီးတောင်ထိပ်လေးခုကိုချိတ်ဆက်ထားကတမ်မဏိကျိုးအနှဲငယ်နဲ့အမြင့်ပေ1300ခန့်မှာတွဲလောင်းဆွဲထားတာပါတိုင်းတွေမျောစင်တွေမရှိသလိုအောက်ကနေထိန်းထားပေးတဲ့ဘာပစ္စည်းမှလည်းမရှိပါဘူးဒါဟာတကယ်ကိုကြွားစရာဆွဲဆောင်ရည်တစ်ခုပါလမ်းလျှောက်တဲ့နေရာကိုကြည်လင်တဲ့ဖန်သားပြထောင်ပေါင်းများစွာနဲ့ပြုလုပ်ထားပြီးအောက်ကနှက်ဆိုင်လာတဲ့ခြောက်ကြီးတွေကိုဓာတ်ရိုက်မြင်နေရမှာပါတတိအရှိဆုံးသူတွေတောင်လက်ဖွားတွေချွေးပြန်ပြီးခြေထောက်တွေတုံရပါတယ်ဒါဟာခီးသွားနေရတစ်ခုတည်းမဟုတ်ပဲရင်သက်ရှုမောဖွယ်ဖြစ်ပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့အခြေခံအဆောက်အအုံတွေတိစောက်ဖို့တရုတ်နိုင်ငံရဲ့ကြိုးပမ်းမှုကိုပြသနေတာပါကောင်းကင်ယံက DUFO တရားကြီးပေါ်မှာလမ်းလျှောက်ရင်းခြောက်ခြားစရာအမြင့်တွေမှာရှိတဲ့ဇလိုင်းတွေရှောတွေနဲ့ဖြတ်တန်းနေတာကိုမြင်အောင်ကြည့်လိုက်ပါတရုတ်နိုင်ငံဟာသူတို့ရဲ့နိုင်ငံသားတွေကိုဂရုစိုက်တာမှာစံပြဖြစ်ပြီးအဲ့ဒီလိုဂရုစိုက်မှုဟာအကောင်းဆုံးအတွေ့အကြုံတွေကိုပေးစွမ်းတာပဲဖြစ်ပါတယ်ကဲတင်ရော DNO ဖွယ်ဖန်သားတရားပေါ်လမ်းလျှောက်ဖို့တတိရှိရဲ့လား